အားလုံးပဲအစ္စလာမ်အလိုင်ကွမ်ဒီနေ့ကတော့အားလုံးရဲ့ကြားထဲမှာ viral ဖြစ်နေတဲ့ဒီမလေးရှား14ရဲ့ဗီဇာအကြောင်းလေးကိုပြောပြပါမယ်မလေးရှား14ရဲ့ဗီဇာအကြောင်းလေးမပြောပြခင်မလေးရှားမှာ visit မလေးရှားကြီးရာကြတော့2026ဖြစ်ပါတယ်သူတို့က2026မှာဒီဧည့်သည်လာနှုံးကိုမြင့်တင်ဖို့ခရီးသွားနှုံးမြင့်တင်ဖို့အတွက်ကိုအခုတည်းကဒီ KL တဝိုက်မှာရှိတယ်ပေါ့နော် KL တဝိုက်မှာရှိတယ်ဒီအဆောက်အဦတွေကိုပြန်ပြင်ဆင်တာဆေးတုပ်တာလမ်းတွေပြင်တာစင်တာအားလုံးကိုဒီနှစ်2025မတိုင်ခင်2024အစောပိုင်းလောက်ခရေစပြီးပြင်ဆင်နေတာဖြစ်ပါတယ်ဆိုတော့အမားတို့အခုဗီဇာ14ရက်ပေးတဲ့အကြောင်းလေးပြပါမယ်။အေးရှာထဲမှာအမားတို့ဒီမြန်မာပြည်ရာဆိုလို့ရှိရင်ဗီဇာလိုတဲ့နိုင်ငံတွေထဲမှာမလေးရှားတခုပါဝင်ဖြစ်ခဲ့ပါတယ်။ဆိုတော့နောက်တစ်ခုကစဉ်းစားရမှာကြတော့ဘာလဲဆိုတော့အမားတို့ဒီမလေးရှားမှာဆိုလို့ရှိရင်မြန်မာပြည်သား illegal ပေါ့အိုသမားလို့ခေါ်တာပေါ့နော်အိုသမားworker တွေအများကြီးရှိပါတယ်လုံသမားတွေအများကြီးရှိပါတယ်ဒါလေးတစ်ခုလည်းထည့်စဉ်းစားရပါမယ်နောက်တစ်ခုကကြတော့မလေးရှားဒီအမားတို့စင်ကာပူနဲ့နယ်စပ်ထိနေပါတယ်နောက်တစ်ခုကထိုင်းနဲ့နယ်စပ်ထိနေပါတယ်ထိုင်းနဲ့ဆိုလို့ရှိရင်နယ်စပ်တန်းတော်တော်ရှိလေးရရှိပါတယ်ဆိုတော့အမားတို့ဒီမလေးရှားတဲ့ကိုဝင်လာတဲ့အခါကျလို့ရှိရင်ဘိုင်အေလန်လုပ်ပြီးတော့လေရင်စီးပြီးဝင်လာတဲ့အဖွဲ့လည်းရှိတယ်လို့အမားတို့ဒီ border တွေကနေပြီးတော့ရက်ကွက်အခေါ်ဆိုလို့ရှိရင်အောက်လန်းနေလာတာပေါ့နော်ဒီအောက်လန်းကလာကြီးလည်းရှိပါတယ်ဒါကိုမလေးရှားကဒီ immigration officer တွေကမသိဘူးလားဆိုလို့ရှိရင်သိပါတယ်ဒါတွေကအမြဲတမ်းကြုံတွေ့ဖမ်းဆီးပြန်ပို့ဒီပြဿနာတွေကအမြဲဖြစ်နေကြပါတော့ဆိုတော့အခုပြောချင်တာကကဲစပြီးမလေးရှားကကြေညာလိုက်ပါတယ်ဗီဇာ14ရက်မြန်မာပြည်သားတွေကိုပေးပါမယ်သူ့ရဲ့ပေးပုံပေးနည်းတွေကိုသူပြောသွားပါတယ်ဆိုတော့တော်တော်များများမြန်မာပြည်သားပေးရလည်းဟုတ်တယ်ပေးရလည်းမှတ်လို့ရတယ်မပေးဘူးလို့လည်းမှတ်လို့ရတယ်အမျိုးမျိုးတွေးဟာတွေဖြစ်တယ်ပေါ့နော်အခုနကပြောသလိုမျိုးလေပေးတယ်ဆိုတာက visit 2026အတွက်ကိုရည်ရွယ်ပြီးပေးတာဖြစ်တယ်နံပါတ်1နံပါတ်2ကကြတော့အခုနလိုမျိုးဝင်နည်းမျိုးစုံနဲ့ဝင်နေရတွေကို immigration ကသိပါတယ်ဒါကြောင့်မို့လို့နံပါတ်1အနေနဲ့သူတို့ကby air ပေါ့နော် by flight by air လို့လည်းခေါ်တယ်အမတို့လေယာဉ်နဲ့စီးလာပြီးတော့လာတဲ့လူတွေကပေးမယ်လို့သူတို့visit 14ရက်ကိုပေါ့နော် visa free ပေးမယ်လို့သူတို့ကြေညာပါတယ်အဲ့ဒီချိန်မှာအောက်မှာတစ်ချက်ကတော့ဒါကတော့ immigration officer တွေ immigration အဖွဲ့ကကြေညာတိုင်းပါနေကြဖြစ်တဲ့ဒီဝင်ခွင့်ကိုဒီ immigration officer တွေပေါ်မှာပဲမူတည်ပါတယ်ဝင်ခွင့်ပေးမှမပေးဘူးပေါ့နော်14ရက် free နဲ့လာလို့ရကျင်လဲရမယ်မရကျင်လဲမရဘူးကွာသူတို့ပြောချင်တာကိုသိလားဒါပေမဲ့သူတို့တော့ပေးထားတယ်ကဲအဲ့ဒါကဘာပြောချင်တာလဲဆိုတော့ပထမဦးဆုံး passport အသစ်ကြီးကင်ပြီးတော့မလေးရှားကိုလာတယ်အလုပ်လုပ်ဖို့ကိုစီရွယ်ချက်ကမလေးရှားကိုလာတယ်hotel booking နေအပြန်လက်မှတ်တွေ show money တွေလည်းပါတယ် for show တွေအကုန်ပါတယ်ပေါ့နော်အဲ့ဒါတွေကလည်းသူတို့ပြတယ်သူတို့လက်ခံခြင်းမှလည်းလက်ခံမယ်အဲ့ဒီအဖွဲ့ကိုပြောချင်တာနားလည်လားမသိဘူးလက်ခံခြင်းမှလည်းလက်ခံမယ်ဒါပေမဲ့ဘလို့လူတွေကိုလက်ခံမလဲဥပမာအားဖြင့်ထိုင်းမှာကိုက worker permit ရထားတယ်စင်ကာပူမှာ worker permit ရထားတယ် second home ရှိတယ်တခြား program ပေါင်းများများစွာနဲ့တနိုင်ငံငယ်မှာကိုကနေထိုင်ခွင့်ရှိတဲ့လူအဲ့လူတွေတော့သူကလုံးဝပေးခွင့်မယ်ဘာဖြစ်လို့ဆိုတော့သူတို့သိတဲ့အချိန်တန်ဒီလူတွေကပြန်မှာကွာသိလားအခုဆိုလို့ရှိရင်တချို့မြန်မာတွေဆိုလို့ရှိရင်နည်းနည်းလေး dream ဖြစ်တယ်စင်ကာပူဘက်က border ကနေဖြတ်တဲ့လူတွေပေါ့နော်ကျမတို့ page မှာလည်းကျမရေးထားပေးဘူးတယ် Facebook page မှာစင်ကာပူဘက်ကလူတွေသူတို့ပေးဖြတ်မှာဘာဖြစ်လို့လဲဆိုတော့စင်ကာပူဘက်မှာဒီ 100% အပြည့်ဒီဝန်ထမ်းအားလုံးက pass တစ်ခုရှိတယ်စင်ကာပူ pass ဘာ pass ညာ pass တစ်ခုရှိတယ်အဲ့တော့ဒီလူတွေကတေးကြတယ်အချိန်နဲ့ဒီမှာနေပြီးရင်ဟိုဘက်နိုင်ငံကိုပြန်မဲ့သူအဲ့လိုလူမျိုးတွေကြတော့သူတို့ကပေးဝင်ပါတယ်ဆိုတော့ဒီလူတွေကပေးဝင်သူတို့နိုင်ငံမှာလာပြီးပတ်စံလာသုံးမယ်လာဟိုဟာဖြစ်မယ်ဒါတွေကတေးကြတာဖြစ်တဲ့အတွက်ကိုပေးဝင်ပါတယ်အခုနပေးမဝင်ဘူးလားဆိုတဲ့အပိုင်းမှာကြတော့အခုနအမပြောသလိုမျိုးအခုမှအသက်လာတယ်ပြီးတော့ဘော်ဒါကနေသူတို့ပေးမဝင်ဘူးဆိုတဲ့အကြောင်းရင်းပေါ့နော်ဘော်ဒါပေးမဝင်ဘူးဆိုတော့အခုနပြောသလိုအမတို့ကကွာမြန်မာထိုင်းမလေးအဲ့လိုတွေဖြတ်ကြတာရှိရလေနော်အဲ့တော့ထိုင်းဘက်ကိုကြတော့ကွာလေရင်စီးပြီးတော့မလေးရှားကိုကြတော့ကားနဲ့ဝင်လိုက်မယ်ပေါ့ဆိုရင်အဲ့လိုဟာတော့လက်မခံပြန်ဘူးဘာဖြစ်လို့ဆိုတော့သူတို့သိတယ်လေမလေးရှားမှာလာပြီးတော့ဒါအလုပ်လာလုပ်ပြီးတော့နေမဲ့သူမျိုးဆိုတော့လေဆိုတော့ကားနဲ့လာတဲ့မြန်မာပြည်တို့မပေးဘူးဒါပေမဲ့ကားနဲ့လာတဲ့မြန်မာဆိုတာထိုင်းဘက်ကဝင်တဲ့မြန်မာတွေပါဆိုမပေးဘူးဘာ pass ညာ pass မရှိတဲ့တခုမှမရှိတဲ့အခုကိုကဝင်ခဲ့တဲ့နိုင်ငံရဲ့အခုထိုင်းကဝင်နေဆိုရင်ထိုင်းကပါမစ်တစ်ခုရှိရမယ်စင်ကာပူကဝင်နေဆိုရင်စင်ကာပူကပါမစ်တစ်ခုရှိရမယ်အဲ့လိုလူမျိုးတို့ကလုံးဝပေးဝင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဘက်မှာလည်းဘာ pass မှမရှိဘူးဟိုဘက်မှာတွက်လဲတယ် visit နဲ့တွက်လဲတယ်ဒီဘက်မှာလည်းတွက်လဲတယ်ဒီဘက်မှာလည်းတွက်လဲတယ်အဲ့လိုမျိုးလူတွေဆိုရင်တော့မပေးဘူးကဲဒါဆိုရင်ဘာဘလို့လူမျိုးပေးနိုင်တယ်များသောအားဖြင့်like အရင်ခေတ်ကလို့ပေါ့နော်ကျမတို့ဟိုမှာအမရာသွားတဲ့လူတို့ဗုဒ္ဓဂါယာသွားတဲ့လူတို့တခြားနိုင်ငံတွေကိုသွားဖို့ plan ရှိတဲ့လူတွေအားလုံးကြတော့ပေးနိုင်တယ်ဒါကတော့သိကြပါတယ်ဘာဖြစ်လို့ဆိုတော့တို့ကအချိန်တန်လို့ရှိဒီနှစ်ပတ်ပြီးတခြားနိုင်ငံကိုသွားမဲ့ visa တစ်ခုရထားတယ် plan ရှိထားတယ် ticket ရှိထားတယ်လက်မှတ်တွေရှိထားတယ်ပေါ့နော်ဒါကိုပြောချင်တာပါ
ပြောတာရှင်းရလားမသိဘူးเนาะပြောချင်တာကမြန်မာပြည်သားတွေကိုစလီရဲ့ဗီဇာမပေးဘူးလားဆိုရင်ပေးပါတယ်ဟုတ်ပြီเนาะဒါပေမဲ့သူတို့ကဘော်ဒါတွေဒီကျမတို့ကားနဲ့ဝင်တဲ့လူတွေကိုမပေးပါဘူးဒါပေမဲ့ကားနဲ့ဝင်တဲ့လူတွေထဲမှာလည်းတချို့သောလူတွေကိုပေးပါတယ်ဘလို့လူလဲဆိုတော့စင်ကာပူဘက်ကဝင်စင်ကာပူပါမစ်ရှိရမယ်ထိုင်းဘက်ကဝင်ထိုင်းပါမစ်ရှိရမယ်ကမ္ဘောဒီးယားဘက်ကဝင်ကမ္ဘောဒီးယားဘက်ကပါမစ်တစ်ခုခုရှိရမယ်အဲ့လိုလူတွေကိုပေးပါတယ်ပြီးတော့နံပါတ်3ကကြတော့လေယာဉ်နဲ့လာတဲ့သူတွေပါလေယာဉ်နဲ့လာတဲ့သူတွေကိုလည်းစလီရဲ့ဗီဇာမပေးဘူးလားဆိုရင်ပေးပါတယ်မပေးလည်းမပေးပါဘူးပေးရဆိုတာကခုနပြောသလိုမျိုး plan တွေရှိတဲ့သူတွေကိုပေးပါတယ်တခြားနိုင်ငံသွားမယ်မသွားဘူးတေးကြတဲ့လူတွေကိုပေးပါတယ်မပေးဘူးဆိုတာကကြတော့သူတို့ရဲ့စိတ်ထဲမှာ suspect ဖြစ်တယ်ဒီလူကဒီနိုင်ငံကိုလာပြီးတော့လာလဲတာမဟုတ်အလုပ်လုပ်တာအဲ့လိုမျိုးဆိုသူတို့မပေးပါဘူးသူတို့မှညှိမိုက်နေရှိပါတယ်ကိုကတော့လာလေတာပဲဒါပေမဲ့ကိုကနှစ်ပတ်မဟုတ်ဘူးထပ်ပြီးကြလေးနေမှာတေးကြရဲဆိုလို့ရှိရင်တော့ e-visa ရှောက်လိုက်ပါဒါဆိုရင်သူက e-visa တစ်လကြာပါတယ် e-visa တစ်လကြာတယ်ဆိုရင်တော့များသောအားဖြင့်ပေးဝင်တာများပါတယ်ဒါပေမဲ့အခုချိန်ထိတောင်မှ e-visa တွေကို cancel လုပ်ပြီးတော့လွှတ်နေတဲ့လူတွေရှိပါတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ဘက်ကတေးကြရဲဆိုမှမလေးရှားဘက်ကိုဝင်လာဖို့ကိုအမကအကြံပေးခြင်းနဲ့ပေါ့နော်ဘာဖြစ်ဆိုတော့မဟုတ်လို့ရှိရင်မလေးရှား immigration မှာကြာဖြစ်တတ်ပါတယ်သူတို့ကအပြန်လက်မှတ်တွေစုံကိုဟိုတယ်တွေစုံဓာရီကဖြစ်တတ်ပါတယ်တကယ်လို့ကိုကအမှန်ကန်လာလေတယ်တေးချတယ်ဒါပေမဲ့ကိုကိုရုံးခန်းနဲ့သူတို့အရင်ပို့လိုက်တာကွာမြန်မာ passport တွေ့တယ်သူတို့မမွေးကြည့်ဘူးဆိုသူတို့ချက်ချင်း reject မလုပ်ဘဲနဲ့ရုံးခန်းသွားဆိုပြီးတော့ဘယ်ဘက်ချမ်းရုံးခန်းညာဘက်ချမ်းရုံးခန်းကိုသူတို့လွှတ်လိုက်တယ်အခါကျလို့ရှိရင်ကိုကတေးချရှင်းပြနိုင်ရပါမယ်ငါတို့ကဒီ plan ရှိတယ်ပြီးဒီလိုသူတို့သွားမယ်တေးချရဲဆိုရင်တော့သူတို့လွှတ်ပါတယ်မဟုတ်ရင်တော့သူတို့ နောက် flight နဲ့ပြန်ခိုင်းပါတယ်ရှင်ဆိုတော့အားလုံးပဲမပေးဘူးလားဆိုရင်လည်းပေးပါတယ်ပေးလားဆိုရင်လည်းမပေးပါဘူးရှင်ခုနပြောသွားတဲ့အချက်လေးကြီးအကြောင်းမှာအားလုံးပဲရှင်းမယ်လို့မျှော်လင့်ပါတယ်ဒါကိုဘာလို့ပြောလဲဆိုလို့ရှိရင်ကျမကမလေးရှားမှာအခုဆိုလို့ရှိရင်နေတာစနစ်ကျော်ပါပြီအားကြောင့်မလို့စာလေးတွေဖတ်တယ်ပြီးတော့လူတွေရဲ့ review လေးတွေနားထောင်တယ်ပြီးတော့နောက်တစ်ခုက immigration ထုတ်ထားတဲ့စာလေးတွေဖတ်ပါတယ်ပြီးတော့ဒီ flow ပေါ့နော်မလေးရဲ့ flow နားလည်ပါတယ်သူတို့ကပြီးတော့2030မှာသူတို့စီမှာအလုပ်သမားတွေအားလုံးကိုသူတို့ကlike တရားမဝင်လို့တမားတွေအားလုံးသူတို့ရှင်းလင်းမဲ့ plan နဲ့ရှိရလို့သိရပါတယ်အဲ့ဒါမို့လို့သူတို့ကအခုချိန်မှာဘေးပါမစ်မှာလဲ work permit တွေမထုတ်ပေးတာလို့လဲကြားရပါတယ်ရှင်